လေးအသက်6နှစ်အရွယ်လောက်ထိကိုသွားတိုက်တိုင်းမှာလူကြီးမိဘတယောက်ယောက်ကကြည့်ပေးဖို့ပြောပေးဖို့လိုပါတယ်ဒီမှာများသောအားဖြင့်အသက်3နှစ်လောက်ကစပြီးတော့ကလေးတွေကိုကိုယ့်ဘက်ကိုသွားတိုက်ဆိုပြီးတော့လွှတ်လိုက်တာပေါ့နော်ဘာမှလည်းမကြည့်ပေးဘူးမကြည့်ပေးတော့ကလေးတွေသွားတိုက်တော့ဘာဖြစ်လဲအရှိပဲတိုက်တယ်အတွင်းထဲမတိုက်ဘူးအန်သွားတွေမတိုက်ဘူးအပေါ်သွားတွေမတိုက်ဘူးကလေးတွေအတွင်းထဲကိုသူတို့ကတိုက်ရမှာကြောက်တယ်အကောင်ကိုသွားတိုက်တန်းတဲ့ထိမှာသူတို့ကကြောက်တဲ့အခါကျတော့မတိုက်ဘူးပေါ့နော်မတိုက်တဲ့အခါဘာဖြစ်လဲဆိုတော့အစာတွေကမကုန်တော့သွားပူစားတယ်ပေါ့သွားပိုးစားတော့လူကြီးတွေကစိတ်ညစ်တယ်သွားတိုက်လာမေးရင်တော့တိုက်တယ်လူကြီးမိဘကမကြည့်ပေးတဲ့အခါကျတော့တိုက်တာမပြောင်းတာပေါ့လေဒီကဆိုတော့အဲ့ဒီလိုမျိုးအခြေအနေတွေအတွက်ကျမတို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်သွားတိုက်တိုင်းမှာလူကြီးမိဘအသက်6နှစ်9နှစ်လောက်ထိကိုကလေးကိုတခြားကြည့်နေပေးဖို့လိုတယ်သုံးတဲ့သွားတိုက်ဆေးရအစ fluoride ပါတဲ့သွားတိုက်ဆေးလေးသုံးရမယ်ကလေးသွားတိုက်ဆေးလေးသုံးရမယ်ပြီးရင်ပဲပြုတ်စီးလောက်မာနလေးပဲသွားတိုက်ဆေးလေးကိုသုံးရမယ်ဘယ်နေရာတွေရောတိုက်ဘယ်နေရာလေးတော့ပြောင်းနေမပြောင်းသေးဘူးဆိုတာမျိုးလူကြီးမိဘတွေကကြည့်ပေးရမှာပေါ့နော်ပြီးရင်ညအိယာဝန်ခံဒီမဖြစ်မနေသွားတိုက်ခိုင်းရမယ်သွားတိုက်ပြီးရင်ဘာမှမကြွေးရဘူးဒီလိုအကျင့်မျိုးလေးကိုတခြားတိဆောက်ဝင်းမြူပေးရမှာပေါ့နော်ဟုတ်ကဲ့အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်